အားလုံးပဲမင်္ဂလာပါလို့ဒီညအိုဒီမှာတီဗီတင်ကုန်းလေးနဲ့မက်ဆေ့ပေးပြန်စေလို့ဒီညအိုဒီမှာလောက်ထားတဲ့တီဗီတင်ကုန်းလေးအတက်ကလေးပါလို့မနေ့ပြန်ထိုင်းနိုင်ငံမှာအချိန်မှာပဲတော့ပို့ပေးရမယ်ဗီဒီယိုလေးပါဗီဒီယို၅လုံးပို့ပေးရမှာပါလို့တကယ်ချင်းများအားပေးကြပါအောင်လို့နော်လောကလူသားတွေဒီနေ့တည်းမှမနာနိုင်မနဲ့စူးစမ်းနေကြတဲ့လူတိုင်းပေါ့နော်ကိုလည်းဒီလိုပါပဲလို့စူးစမ်းနေတာနေရောညရောအောင်မြင်မှုပန်းနိုင်ကိုအခုချိန်နေမရောက်သေးဘူးစူးစမ်းနေတော့မှာပဲလို့လေးတွေပါတလုံးပြီးတော့ပါပြီ